ဘက်ဆင်းကလာရှိပြီဆင်းကလာရှိပြီဟိုဘက်ကဆင်းမဲ့ဆိုတော့မမတို့ငရင်တန်းမိမှာပေါ့အချိန်ကမှဒီနားလေးမှာမမတို့တပုံနှစ်ပုံလောက်ရိုက်ပြီးကောင်လို့တက်ကနေမမတဲ့ဒီထိလိုက်ရှင်ဖျားလေးကိုမောင်လေးတို့ခဏလေးကိုဖူးပွန်လေးပေးပါလိုက်ပို့ပါဆိုမမတို့လည်းဒီနားမှာပြောနေလို့ရှိတပုံလေးတပုံနှစ်ပုံလေးရိုက်ပြီးမမတို့ခုနမှာမဝိုးပေးတို့နှုတ်ဆက်နေတော့ရှိတဲ့ချိန်ကမှငရင်ကလှုပ်တဲ့ချိန်ကမှမမတို့ကအချိန်ကမှဒီအုတ်ကြောင်ပြိုတဲ့ချိန်အုတ်ကြောင်ကြီးပြိုကြတော့မတို့ရဲ့ဒီထဲမှာဒါကြီးဆိုအများနဲ့လှုပ်စားနေရတယ်နော်ပန်းရောင်းနဲ့တမန်းရောင်းရှင်းနေဒါကြီးပြိုကြတော့ရင်ထဲမှာခံစားတယ်ကိုမိသားစုဖြစ်တဲ့လို့ခံစားတယ်ဒီအုတ်ကြောင်ကြီးပြိုကြတော့ချက်ဒုက္ခရောက်တာပေါ့နော်ဒါနောက်ထပ်ထပ်တက်လို့ရအောင်မလားလဲမသိကျန်တဲ့လုပ်ငန်းကြမမတို့ချက်သိပ်လုံးမစားတတ်ဘူးဒီတော့မမတို့နိုင်ငံသားဧည့်သည်ဈေးရောက်တဲ့ခါကျတော့အဆင်ပြေတယ်ကိုဗစ်လည်းဖြေကောနိုင်ငံသားတွေမလာတော့မမတို့ဒီမှာပန်းရောက်နေတမိုင်းရောက်ချင်းတပုံရိုက်တယ်အဲ့တော့အဆင်ပြေတယ်ခုလင်းကြီးအတွင်းမှာမတို့ရှိရတော့ဒီဒုက္ခရောက်တာပေါ့နော်Make informed decisions with comprehensive analysis on the go. Strengthen your portfolio with real-time market updates on the go. Create effective strategies with insightful expert opinions on the go. Grow on the go with CNBC TV18, now streaming live 24/7 on YouTube. Well, thanks so much for tuning in to CNBC TV18. Make sure you follow us and stay updated on all our social media platforms.